ကဲအမျိုးတို့ရေကြည့်သွားကြပါဦးလို့မနေ့ကတက်တော့ပါမှာရော Facebook မှာရောပြတ်နှံ့နေတာပဲဖုန်းကြီးတပါနော်ဗီဒီယိုရိုက်ပြီးတော့မ live မော်တင်ထားတာနော်တင်ထားတာကတော့ကျွန်တော်တို့ဒီသမီးကြီးစားလာလင်မယားတွေးလာတော့မပြောတတ်ဘူးမိတ်လိုက်တာကြက်ဖန်မိတ်လိုက်စရာရှားတယ်ကွာဟိုရွာเจ้าကဟိုတို့ပြောမယ်ရွာเจ้าကဟိုတိမ်ထဲမှာသွားပြီးတော့မိတ်တက်လိုက်ရကြတိမ်ထဲမှာဖျားရှိကြီးမှာဖျားကြီးခင်းပြီးတော့နော်ဟိုမိတ်လိုက်နေကိုလုံးဒီဖေးနေပြောင်းနေတာပဲရှက်စရာကြီးတို့စားရှက်လိုက်တာရှက်တာတဲ့အထက်နော်ငရဲအိုးစောက်ထုတ်ကြမဲ့ဟာဒီဟာဒီတိလားနော်ဘဲဘာသာဘဲလူမျိုးတွေလည်းမပြောတတ်ဘူးနော်ဘဲဘာသာဘဲလူမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးတွေတော့ကျွန်တော်စီကန်းတွေကျွန်တော်ထိမ့်တင်တာပေါ့နော်ဘဲလူမျိုးဘဲဘာသာပဲဖြစ်ဖြစ်ပေါ့နော်လုတ်တင်လားမလုတ်တင်လားဆိုတာမစင်စားဘူးနော်နှာနဲ့ပတ်သက်လာပြီဆိုရင်တော့လေဘာမှမမြင်တော့ဘူးနော်နှာနဲ့ပတ်သက်လာပြီဆိုဘာမှမမြင်တော့မဲတာမှောင်တာဖြူတာညွေတာဘာမှဘယ်သူမှဘာမှမမြင်တော့ဘူးနှာနဲ့ပတ်သက်လာပြီဆိုရင်နော်အရန်ကြောက်ဖို့ကောင်းတယ်နော်တဏှာကြီးအရန်ကြောက်ဖို့ကောင်းတယ်နော်စောက်ဆန်ရှိတယ်ဆိုရင်လည်းဥမာပေါ့မြို့တွေမှာသွားပြီးတော့ဟလာဟိုတယ်တွေမှာသွားပြီးသွားလှုပ်ပါလားလို့စိန်ကြကြနဲ့ဟုတ်ဘူးလားအကယ်၍စောက်ဆန်မရှိဘူးထားစောက်ဆန်မရှိဘူးဆိုတော့ထဲမှာသွားလှုပ်ပါလားလို့လွတ်လပ်အမရုံမေအောက်လို့တက်ပေအောက်နေမှာဖျားခင်းပြီးတော့နော်အမမိတ်တက်လိုက်ကြပါလားဘလို့ဖြစ်လို့ဟိုဖုံကြောင်ထဲမှာဟိုတိမ်ရှိမှသွားပြီးမိတ်တက်လိုက်ရတာလေကွယ်ပျော်ပွဲမှာဖြစ်တာတဲ့ပျော်ပွဲဘက်မှာနော်အဲ့เจ้าမှာဖုံကြီးက2ပါးပဲရှိတယ်နော်တပားတွေ့လို့ဗီဒီယိုမှတ်တမ်းယူပြီးတော့ဒါ live မှာပြန်လည်ပြီးတင်ပြတာကောင်းတယ်အခုလိုမျိုးတင်ပြတာလည်းကောင်းတယ်နော်ဘာလို့လဲဆိုတော့တချို့လူတွေနော်လူလိုနားမလဲတဲ့သူတွေနော်မိတ်လိုက်ရင်ကြည့်ကြက်ပြီးတော့လိုက်ကြနော်ညီတို့ဘဲဘာသာပဲဖြစ်ဖြစ်ဘဲလူမျိုးပဲဖြစ်ဖြစ်နော်ဒီလိုမျိုးလောက်ရက်တွေမလောက်ကြပါနဲ့လို့ဖျားရှိအကြောင်းရှိတွေမှာနော်မလောက်ကြပါနဲ့လို့ညီတို့ပြောပြတာနော်ညီတို့ကဒီဘဝမှာညီတို့ကလူဖြစ်ပေမဲ့လည်းနောက်ဘဝကျရင်ညီတို့ကတလိษံချီးစားတလိษံဖြစ်မှာညီတို့နော်နွားဖြစ်မယ်ခွေးဖြစ်မယ်ကျွဲဖြစ်မယ်အဲ့ကျွဲနွားတလိษံမဖြစ်ခင်ညီတို့ငရဲအိုးထဲမှာညီတို့နှစ်ပေါင်းများစွာငရဲပြည်မှာညီတို့နှစ်ပေါင်းများစွာတသန်းလောက်ညီတို့နေရမှာခံစားရမှာညီတို့နော်အခုဒီဘုန်းကြီးတွေဒါတင်ပေးတာဘုန်းကြီးတွေကတော့ဒါပြောမယ်ဆိုကျွန်တော်တို့ဒီဟိန္ဒူဗုဒ္ဓဘာသာဘုန်းကြီးတွေပဲเนาะအဲ့တော့ဒီဘုန်းကြီးเจ้าမှာဘုန်းကြီးက2ပါးပဲရှိတယ်เนาะဘုန်းတို့အတွက်အန်ဒီရဲ့အများများတယ်เนาะအဲ့လူတွေကမကျေနပ်ဘဲနဲ့မကျေနပ်ဘူးမကျေဘဲနဲ့ဘုန်းကြီး2ပါးအန်ဒီရဲ့ပြုတ်နိုင်တယ်ပေါ့เนาะဘုန်းကြီး2ပါးကိုအန်ဒီရဲ့ပြုတ်နိုင်ပါတယ်ရှင်ဘုရားတို့ရေဂရုစိုက်ကြပါဗျာเนาะအမဖုန်းကြီးမေးတယ်သူတို့ကိုနင်တို့ဘယ်ဘာသာလဲလို့မေးတာတစ်စက်မှမဖြေဘူးဗုဒ္ဓဘာသာတော့မဖြစ်နိုင်ကျန်တဲ့ဘာသာတွေဖြစ်မယ်နာမည်တော့တက်မပြောဘူးเนาะကိုလူမျိုးကိုဘာသာကိုချိန်ထိမ့်သိမ့်ကြလေသိခါတွေအစเนาะထိမ့်သိမ့်ကြမောတယ်ပြောရတာငရဲအိုးထဲမှာနင်တို့ငရဲပြေမှာနင်တို့ငရဲပြေမှာနင်တို့နေတတန်းလောက်အနှစ်တတန်းလောက်နင်တို့ခံစားရမယ်လို့ရှက်စရာကြီးတကယ်ရှက်ဖို့ကောင်းတယ်เนาะအဲ့တော့ကျွန်တော်တို့နော်မိတ်လိုက်ချင်တယ်ဆိုရင်လည်းပတ်စံမရှိဘူးမျိုးပေါ်မှာမလိုက်နိုင်ဘူးဆိုလည်းဒါမျိုးတောထဲမှာဒီမှာဆိုတာကိုင်းတော်တွေမှာဆိုတာမပြအောင်မယ်ဆိုတာကိုင်းတော်တွေမှာလိုက်ကြဒီမှာကိုင်းတော်ဟိုကဝယုံပင်တွေဟိုတက်ပိတ်အောင်တွေမှာလိုက်နော်โอเคလားညွန်ပြပေးတာမိတ်လိုက်ချင်ဒီမှာတဏှာပြီနော်တဏှာထားချင်ဒါမျိုးခြုံထဲမှာလိုက်နော်လိုက်ရင်လူလိုသူလိုလိုက်ပေါ့ကွာဖီးရှိနဲ့လိုက်ပေါ့ကွာဘလို့ကြီးလိုက်နေလည်းမသိဘူးအခုတို့တွေများတယ်လာရောက်ပြီးပြောပြပေးတာချဲသွားပြီးအောင်ကျန်တဲ့လူတွေမြင်တွေ့သွားအောင်နော်တချို့လူတွေကတော့အကုန်လုံးလူတွေကြီးပဲဒါပေမဲ့သူတို့မှာတလိษံစိတ်တက်တွေသူတို့မှာရှိလို့နော်ဒီပို့မြင်သွားအောင်နောက်ဆင်ကျင်အောင်နော်အခုခေတ်လူတွေရတယ်ဘာဒီများလည်းမသိဘူးကိုလည်းအခုခေတ်လူပဲအခုခေတ်လူရစီးမရှိကမ်းမရှိတော့ဘူးနော်ဘယ်နေရာတွေ့တဲ့နေရာအကောင့်လှုပ်ချလိုက်ရပဲရှေ့မကြည့်နောက်မကြည့်တဏှာတွေအရန်ကြောက်ဖို့ကောင်းတယ်ဒါပဲဘိုင်